အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးကိုကြည့်ရှုလေ့လာနေကြတဲ့မိတ်ဆွေများအတွက်တက်ခေါက်မှာတော့ကျွန်တော်ကအမြင်အောင်မတန်ဆွမ်းတဲ့ကျွန်တော်မိတ်ဆွေများအတွက်ကို point time မှာရိုက်တဲ့အခါမှာတချို့တလေအခက်ခဲလေးရှိရပါတော့အဲ့အခက်ခဲကိုဖြေရှင်းတဲ့နည်းလေးကိုဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအစီအစဉ်လေးမစခင်လေးမှာကျွန်တော် YouTube channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျကျွန်တော်အစီအစဉ်လေးစလိုက်ပါတော့မယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဒီနေ့ share ပြောခဲ့သလို point time မှာရိုက်တဲ့ဟာလေးကိုကျွန်တော်ပြသွားမှာဖြစ်ပါတယ်တည်တဲ့သူတွေတော့ကြော်သွားနိုင်ပါတယ်ကျွန်တော်တို့ဒီဟာက GUI ကိုသုံးပြီးမှပဲအလုပ်လုပ်လို့ရပါတယ်။ top pad တို့ဘာလို့လဲတော့ကျွန်တော်သိတော့ခုချိန်ထိတော့မရသေးဘူးပေါ့နော်။ GUI ကိုသုံးပြီးတော့ shortcut လေးတစ်ခုထည့်ပြီးတော့ကျွန်တော်တို့ဒီမြန်မာ language ကိုကောင်းကောင်းရိုက်လို့ရတယ်။ဟိုလိုဆိုရင်ကျွန်တော်တို့တချို့လေး error လေးဖြစ်နေပေါ့နော်။စာဒီကျွန်တော်တို့ GUI သုံးပြီးလို့ရှိရင်စာရိုက်လို့မရတာတော့လေရှိတယ်ကျွန်တော်မြန်မာလိုလေ။အခုကတော့မြန်မာလိုတော်တော်ကိုမှန်တယ်။အရှိကြီးလဲရေးလို့ရတယ်ပေါ့နော်။စာကိုလေအတန်နဲ့ပြောလိုက်တာနဲ့ဒီကျွန်တော်တို့စာရေးတယ်ပေါ့ဗျာ။အဲ့တော့သူ့ကိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ folder လေးတစ်ခုလိုရတယ်အဲ့ folder လေးကိုမှ GUI တွေကိုတွားထည့်တယ်ထည့်ပြီးတော့မှ setting လေးအနေချင်းချိန်လိုက်ရင်တော့ပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်လက်တွေ့လုပ်ပြပါမယ်ဒီမှာ folder လေးတွေကြည့်ရအောင်ဒါလေးနော်ဒါကျွန်တော် zip ဖြီးလိုက်တာနော်ကျွန်တော်အောက်ကတင်ပေးထားမယ့် zip file လေးကိုဖြီးလိုက်ဖြီးပြီးလို့ရှိရင်ဒီလိုလေးထွက်လာလိမ့်မယ်နော်အဲ့တော့သူ့ရဲ့ကိုတစ်ချက်ဝင်ကြည့်လိုက်ပါနော် folder နှစ်ဆင့်ဖြစ်နေလားတချို့လေဖုန်းမှာတော့နှစ်ဆင့်မဖြစ်ဘူးတစ်ဆင့်နဲ့ဖြစ်နေတယ်ကျွန်တော်ဒါလက်တွေ့ပေါ့နော်ကျွန်တော်တကယ်ချင်းဖုန်းဆန်းလုပ်ကြည့်တော့သူ့ဖုန်းမှာဆိုရင်တစ်ဆင့်နဲ့ရတယ်ကျွန်တော်ဖုန်းမှာကတော့ဒီမှာဝင်လိုက်မယ်ဒီမှာကျွန်တော်ဝင်လိုက်ပြီနော်နောက်ထပ်ပြီးတော့ကြည့်ကြည့်မယ်ဒီလိုဖြစ်နေတယ်ပေါ့နော်ဒါနောက်တစ်ဆင့်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ copy ပဲကူကူမှုနဲ့ပဲမှကြိုက်တယ်လို့သူထဲဝင်ကြည့်လို့ရတယ်နော်ဒီမှာသူထဲဝင်ကြည့်လို့လေးတွေ့မယ်ဒါမဟုတ်နော်ဒါနဲ့ထွက်မယ်โอเคဒီကောင်လေးကိုကျွန်တော်ယူရမှာနော်အဲ့တော့ကျွန်တော်ယူလိုက်မယ်ကျွန်တော် copy ပဲယူလိုက်မယ်ကျွန်တော်တော့ထည့်ပြီးသားပါအမှန်ဟိုထည့်ပြတဲ့သဘောပေါ့နော်တကယ်လို့ကိုယ်ထဲမှာရှိနေရင်တော့ပြမယ်ဟာပါကျွန်တော်ပြောပါနော် download download Telegram download internal storage dual messenger tab internal storage dual internal storage tab 2 internal storage အဲ့တော့ဒီမှာကျွန်တော်က GUI တွေကိုတွားလိုက်ပါမယ် all recording 80 underscore 200ဒါကျွန်တော်ဟိုGUI သုံးမှရမှာနော်ဒီကောင်ကတော့ folder May 6 gestures folder April 25th hotkeys folder April labels folder May 76 notes folder May 6 regions folder May 3:53 p.m. 17 itemsဒီကောင်လေးတွေတွားထည့်ရမှာနော် resources folder regions folder May 3:50 sounds folder May 6 resource regions notes folder May 6 regions folder May 3:50 regions folder May 3 regions folder May 3:50 regions folder May 3:53 p.m. 17 items okay ဒီကောင်လေးထည့်မယ်နော်ကျွန်တော်ထည့်လိုက်မယ် selected internal storage tab copy your button မှာကျွန်တော်လိုက်မယ် rename folder or replace existing one သူကတူးနေတယ်ပေါ့နော်တူးနေတော့ဒါကိုဟို rename လုပ်မလား rename folder or replace existing one you already have a folder name from me place type into the destination folder တူတယ်တဲ့ hit button replace button ဒီ replace လုပ်လိုက်လဲရရင်နော် rename button rename လဲရတယ် rename ဆိုရင်တော့နှစ်ဖိုင်ထပ်သွားမှာပေါ့ replay ကတော့အစားထိုးဖြစ်တဲ့အတွက်တစ်ဖိုင်နဲ့ပဲထပ်သွားမှာအဲ့တော့ကျွန်တော်ဘာမှမလုပ်တော့ skip ပဲကြော်လိုက်တော့မယ်ဒီမှာနော်ရှိရအဲ့တော့ကျွန်တော်ဒီမူရင်းခုနကျွန်တော် copy ကူးခဲ့တဲ့နေရာလေးပဲပြန်ရောက်သွားတယ်အဲ့တော့ခုနထဲကိုသွားပြီးတော့ထဲပါထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့တော့ GUI setting တွေကိုကျွန်တော်တို့သွားချိန်ကြည့်ရအောင်ဒါ GUI setting နဲ့ဝင်လိုက်ပါမယ် Telegram subject use accessibility volume ဒါကတော့ဟိုကျွန်တော် bucket ယူထားလို့ဒီလိုပါเนาะ GUI setting တော့နောက်ပိုင်းကတော့အဲ့လိုမအော်တော့ setting ကလေဘယ်လိုပဲအော်အဲ့ဒါအရင်ကြီးလုပ်ရတယ်အဓိကတော့ကျွန်တော်ပြောတဲ့နီးကျွန်တော်ပြောတဲ့နီးလေးတိုင်းလုံးရင်တော့အဆင်ပြေပါဘူးမနော်ကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှိရင်ကိုသုံးတဲ့ကြာချာရှိတယ်ဆိုရင်တော့ကိုသုံးတဲ့ကြာချာတွေနဲ့ဝင်ရွေးလို့ရတယ်ဒါမှမဟုတ်ကိုကကြာချာတွေဘာတွေမသုံးဘူးဒီတိုင်းအလုပ်ပဲဆိုရင်တော့အမှဒီသူ့ရဲ့ default ကြာချာအတိုင်းပဲဝင်ပြီးတော့ချိန်လို့ရတယ်နော်ကျွန်တော်ကတော့သုံးတဲ့ကြာချာလေးgesture scheme settings gesture for Samsung Mobile ကျွန်တော်ဒီကောင်လေးနဲ့သုံးတယ်အဲ့တော့ကျွန်တော်ချိန်ထားတာလေးက swipe up and down for me voice type inclusions ကျွန်တော်ဒါလေးရွေးထား swipe up and down for me voice type inclusions ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ် operation settings ကြာချာတစ်ခုမှတော့ရွေးထား operation settings gesture scheme gesture check gesture for Samsung Mobile uncheck gesture untouch granted Xiaomi uncheck gesture untouch granted Samsung uncheck custom uncheck gesture untouch granted Samsung
Uncheck gesture. Check gesture for Samsung Mobile. Uncheck original talkback gestures Isaac Isaba. ကျွန်တော်ဒီကောင်လေးရွေးလိုက်မယ်နော် Gesture scheme settings original talkback gestures Isaac Isaba. Original. Swipe left shortcut default. Swipe right short. Swipe left and right. Swipe right and left scroll down function. Swipe up previous focusable element default. Swipe right shortcut default. Swipe left shortcut default. Swipe right short. Swipe left and right scroll up function. Swipe right and left scroll down function. Swipe up and down previous element of the specified. Swipe down and up next element of the specified type function. Swipe left and up recent application. Swipe down and up next. Swipe up and down previous element of the specified type function. အဲ့တော့ကျွန်တော်ကဒီမှာ shortcut လေးတစ်ခုရွေးလိုက်ပါမယ် Swipe right shortcut default. volume နဲ့ထားလို့လည်းရရင်เนาะကျွန်တော်ကကျတော့ volume နဲ့ကြတော့မထားတော့ volume နဲ့ထားလို့ရှင်လည်းရတယ်ဥမာအထက်ဖြစ်ရင်ရေးမလားအောက်ဖြစ်ရင်ရေးမလားဒါမှမဟုတ်ရင်လည်းအဲ့လိုတပယ်ပေါ့နော်နှစ်ချက်ကလင်းရေးမလားဆိုတာဒီကိုကနဲ့ကိုဒါရွေးလို့ရပါတယ်ကိုကြိုက်တာရွေးလို့ရပါတော့ကိုအားတန်ရပဲရွေးပါကျွန်တော်ကတော့ဒီဟာကိုဒီလက်နဲ့ဆွဲတဲ့ဒီချက်ချာနဲ့ပဲသုံးပါတယ် Swipe left and right scroll up function. Swipe right and left scroll down. Swipe left and right scroll up function. Swipe right shortcut default. Swipe left short. Swipe down next focusable element. Swipe up previous focusable element default. အဲ့တော့ထားပါတော့ကျွန်တော်ဒီမှာဝင်ရေးလိုက်မယ် Swipe နော် up. Check default. Uncheck no command. Uncheck inclusions. ဒီကောင်နဲ့ရမှာ Uncheck နော် custom voice commands. Uncheck inclusions. Uncheck inclusions. Uncheck inclusions. Uncheck no command. Uncheck inclusions. Uncheck inclusions. ဒါလေးပါမှတ်မြင့်အလဲမှာရှိရ Uncheck နော် inclusions. အဲ့တော့သူ့ကိုကျွန်တော်နှိပ်လိုက်မယ်ခုနကကျွန်တော်တို့ folder ထိပ် Auto ရ speaker နေ V1.0. Force command L2. အဲ့တော့ခုန family type ပင်ကိုရှာမယ်နော် Equalizer and Dolby Atmos. Delete all messages for Samsung. Data saver on. Clear speaker. Remove voice typing. Auto speaker V1. Remove voice typing. ဒီမှာနော် family white type ပင်ကိုကျွန်တော်နှိပ်လိုက် Swipe up. Remove voice typing. Inclusions. ဒီတိုင်းလေးဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့မြန်မာလိုကောင်းကောင်းရေးလို့ရကျွန်တော်ရေးပြမယ်နော် Back ရေး button. လိုက်ပြီ Back အဲ့ button. တော့ကျွန်တော်ကကြတော့ကျွန်တော်ရဲ့ချက်ချာ Gesture လို့ default ကျွန် setting. တော်ပြန် Manage သုံး settings မယ် related နော် gesture default with Gesture scheme original talkback gestures Isaac Isaba. Gesture ဟို scheme. ပြောချင်တာကတော့ပဲချက်ချာသုံးလို့ရတယ်ဆိုတော့ပြောချင်တာပါ Check. Uncheck ကျွန် gesture တော် for ချက် Samsung ချာ Mobile. တွေအများကြီးဆွဲထားရပါတော့အဲ့ Gesture လို scheme သုံး gesture for ကြည့် Samsung Mobile. ဒါကတော့ဘယ်ဟာသုံးခြင်းမသုံးခြင်းကတော့ကိုယ့်အနေကိုယ်ပဲမူတည်ပါတယ်ကိုကြိုက်တာကိုသုံးကြတာပဲလीနော်အဲ့တော့ကျွန်တော်ဒီ Telegram နဲ့ကိုဝင်လိုက်မယ် Telegram. နောက်ပြီးတော့ကျွန်တော် Zoom and composer. ခုတော့ Group. ရှာ Telegram. လိုက်မယ် Verified. Group. My best friends. Group. Legend of the King. Group. The audio gaming. Group. Legend. Group. Telegram. Zoom and composer. Channel. Code official. Sent May 3rd at night. Anamurdu. Sent March 1st at 1:30. Search button. Anamur. Channel. Code. Zoom and composer. Receive yes. အဲ့တော့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ဝင်လိုက်မယ်နော်ဝင်ပြီးတော့ကျွန်တော်သူ့ထဲကိုပဲစာပို့ပြမယ်ကျွန်တော်ဒီမှာနော်စာရေးတဲ့အဲ့ဒါကိုလက်နဲ့ပဲထိလိုက်တယ်မဝင်ဘူးတော့သူတွေကိုဟိုကျွန်တော်ဒီ white time ရိုက်နေတဲ့အခါမှာတော့ဒီကျွန်တော်ရဲ့အတန်ခဏပြောက်သွားမယ်ပေါ့နော်ကျွန်တော်ကကြာချာကိုဘယ်လိုထားလဲဆိုတော့အပေါ်ဆွဲတင်ပြီးတော့အောက်ပြန်ဆွဲချတဲ့အောင်ထားထားတယ်အဲ့တော့ကျွန်တော်စာရိုက်ကြည့်မယ်နော်နားလေးပါ Another. အဲ့ဒါလေး Continue. ဖြစ်သွားလို့ Another app is now used. Microphone not available. Another app is continue. Message text box. Attach media button. Message text ဒါ box. နော်အဲ့တော့ကျွန်တော် Voice က message 9 seconds. Played 196. Message text box. တစ်ချက်ရေးကြည့်မယ်ဒီမှာ Message text box. ထိလိုက်မယ် Message text box. မင်းနေကောင်းလား Message text box. Voice message 9 seconds. Played 196.2K. အဲ့တော့ Message သူ text က box. ကျွန်တော် white time ပင်နဲ့အခုဒီ screen record နဲ့နှစ်ခုအလုံးမလုံးဘူးဖြစ်နေနော်ဒီမှာ Text box message. အဲဒီမှာနော်ဒါဆိုရင်ကျွန်တော်အဲ့ဒါပေါက်ထဲလည်းမဝင်ဘူးဒီမှာ Voice ဆက် message ရှိတယ် 9 seconds. Played. အောက်က Text box message. ဒါလေးရှိရနော်အဲ့တော့ကျွန်တော်နောက်တစ်ခုရေးပြပါမယ် Message text box. Okay ကျွန်တော်တို့ဖတ်ကြည့်ရအောင်နော်ကျွန်တော်ရေးထားတဲ့လေးကိုဒီမှာ Text box message. အဲ့လိုရှေ့ရတယ်ပေါ့နော်ဒါမစိုးပြောရမယ်တော်တော်လေးကောင်းတယ်ဒါရှေ့ကကျွန်တော်ပြောခဲ့သလိုဒါကဂျီရှူဝါကိုသုံးမှရမှာနော်အခြားတော့မရအောင်ဟိုကျွန်တော်မြင်နေကျွန်တော်မိတ်ဆွေများလည်းသုံးလို့ရမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူကဒီကောင်ကဟိုကျွန်တော်တို့သုံးနေတဲ့တန်ထွက် software ဖြစ်နေတော့လေအဲ့ဒါကြောင့်ပါလို့ကျွန်တော်ပြချင်တာတော့ဒီနေ့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုနှစ်ခါသုံးခါတော့ပြန်ကြည့်ပြီးလုပ်ဖို့လုပ်မယ်ထင်တယ်ကျွန်တော်လည်းပြောတာတွေနည်းနည်းအစီမကပ်ဖို့ပေါ့နော်ကိုလည်းသိတယ်ဘာလို့လဲဆိုတော့ကျွန်တော် noise လေးနည်းနည်းနောက်ကရှိတဲ့ခါကြာတော့လေအဲ့လိုအာယုံဆိုင်ပြောလို့ရှင်ကျွန်တော်ကနည်းနည်းစကားပြောတာနည်းနည်းတစ်ခုမဟုတ်တစ်ခုတော့နည်းနည်းလွှဲတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်လည်း YouTube မှာဘာမှမတင်ပြတတ်ကြပြီဒီနည်းလေးကလည်းဒါကျွန်တော်တို့အများမသာဆွမ်းတဲ့မိတ်ဆွေများအတွက်တကယ်အသုံးဝင်မဲ့ထင်လို့
တင်ပြီးဖြစ်တာပါခင်ဗျာနောက်မှတွေ့ပါမယ်ကျေးဇူးပါ